မှာဒီနေ့မှာတော့အတင်နာက share ပေးချင်တာလေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ရေဘူးနဲ့ပတ်သက်ပြီးတော့ share ပေးချင်တာလေးဖြစ်တယ်ပေါ့နော်အခုခေတ်မှာဆိုလို့ရှိရင်ကောင်းမလေးအများစုကြည့်တာပေါ့နော်ရေဘူးကလုံးဝမှ function လေးပဲဖြစ်တယ်ပေါ့အယောင်လေးတွေလှတယ်ဒီ plastic ဘူးတချို့ကသုံးကြတယ်ပေါ့နော်ဒီနေရာမှာပေါ့နော်တချို့တွေက plastic ဘူးသုံးကြတယ်ဒါမှမဟုတ်အိမ်မှာသုံးတဲ့ရေဘူးပဲဖြစ်ဖြစ်ပေါ့နော်တချို့ကရေသက်မှုတဘူးဝယ်တယ်အဲ့ဒီရေဘူးကိုပဲတစ်ခါပြန်သုံးတယ်ပေါ့နော်အဲ့လိုမျိုးကြတော့လေတကယ်လို့ကိုကအိမ်မှာရေကိုတိုးနှောင်မယ်ဆိုလို့ရှိရင်လေဒီတိုးနှောင်မဲ့ရေဘူးကကောင်းကောင်းလေးဖြစ်စေချင်တယ်ပေါ့နော်အမှန်တိုင်းပြောရင်ဘာလို့လဲဆိုတော့လေဒီပေါ့ plastic ကလေ plastic ကဒီရှူလိုက်တိုင်းကိုလေထဲမှာပါနေတာပေါ့နော်ဒီလေထဲမှာတော့မှဒီအလုံးမဲ့သိငယ်တဲ့ဒီ plastic particles တွေကရှိတယ်ပြီးရင်ကိုအမှန်တိုင်းပြောလုံးဝကိုမှရှောင်လို့မရတဲ့ဒီဓာတ်တစ်မျိုးပေါ့နော်အခုလိုမျိုးနီးပညာရေးဖြစ်ထွန်းနေတဲ့ခေတ်ကြီးမှာဆိုလို့ရှိရင်လေကိုတွေဝတ်တဲ့အဝတ်စားတော်မှာဒီ plastic တချို့အဝတ်စားရဆိုလို့ရှိရင် plastic တွေပါတယ်ပေါ့နော်အဲ့တော့အမှန်တမ်းပြောရရင်ဒီနေ့တူတူကနေတယ်ဆိုလို့ရှိရင် plastic တွေကခန္ဓာကိုယ်ထဲကိုတစ်ချိန်လုံးစိတ်ဝင်နေတာပေါ့နော်အဲ့ဒါတွေကဘာဖြစ်စေလဲဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာဆိုလို့ရှိရင်ဒီ oxidative stress ဆိုတဲ့ပေါ့နော်ဒီ inflammatory markers တွေဒါတွေကိုဖြစ်စေတာပေါ့နော်အဓိကတော့ခန္ဓာကိုယ်ရဲ့ inflammation process ကိုဖြစ်စေတာပေါ့နော်အဲ့လိုတွေဖြစ်ပြီးတဲ့အခါကျတော့ဒါကအားကြောင့်မို့လဲအခုကအသက်တွေတိုးတာလေနော်အမှန်တမ်းပြောရရင်အဲ့လိုဆိုတဲ့အခါကျတော့ရှောင်လို့ရအောင်လုပ်ဖို့ဆိုတာကအခုခေတ်မှာခဲရင်တယ်ဒါပေမဲ့ရှောင်လို့ရလားဆိုတော့ကိုတက်နိုင်တဲ့လောက်တော့ရှောင်လို့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကလေငငယ်တုန်းကဆိုလို့ရှိရင်တော့ကိုဒီအိမ်မှာဆိုလို့ရှိရင်ရေတောက်မဲ့နေရာတစ်ခုရှိတယ်မြေအိုးပဲဖြစ်ပေါ့နော်မိသားစုတွေကအဲ့ဒီမှာပဲသွားခတ်ပြီးတော့ရေတောက်ကြတယ်ပေါ့နော်ပြီးတော့ကြီးလာတဲ့ခါကျတော့အိမ်ကထွက်လာတယ်ပေါ့ပညာသင်တာပဲဖြစ်ချင်းဖြစ်မယ်ပေါ့နော်ပြီးနောက်တစ်ခုကအလုပ်တော့လုပ်တာလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးအလုပ်တွေထွက်လုပ်ပြီးတော့ပညာရေးသင်ကြားရတဲ့အခါမှာဆိုလို့ရှိရင်ရေကဘာဖြစ်လာလဲဆိုလို့ရှိရင်တကိုယ်တကာရဖြစ်သွားတယ်အဲ့ဒီချိန်မှာဘာဖြစ်သွားလဲဆိုရှင်ရေဘူးတွေကိုရေဘူးတွေနဲ့ရေကိုထည့်တောက်ကြရတယ်ပေါ့နော်အဲ့ဒီမှာသတိမထားမိတာလေးကိုသတိတွေထားစေချင်တာပါပေါ့နော်ဘာလို့လဲဆိုတော့နေ့တိုင်းကိုရေကိုတောက်နေတဲ့အချိန်မှာအဲ့ဒီရေဘူးကပေါ့နော်ဒီ BPA ဆိုတဲ့ဒီ plastic particles free မဟုတ်ဘူးပေါ့နော်အဲ့ခါကြောင့်ဆိုကိုကနေ့တိုင်းတောက်နေတယ်ဒါတွေကနေရောင်နဲ့တွေ့တယ်ပေါ့နေ့တိုင်းဒါတွေကဆိုအမြဲတမ်းဒီရေထဲကိုစိတ်ဝင်တာပေါ့နော်ဒါကြတော့အမှန်တိုင်းပြောရင်ဒါကရေရှည်မှာဆိုလို့ရှိရင်ကျန်းမာရေးအတွက်မကောင်းပေါ့နော်အဲ့ခါကျတော့ကိုကဘာလုပ်လို့ရလဲဆိုလို့ရှိရင်ဒီကိုကတကယ်လို့ plastic ရေဘူးကြိုက်တယ်ဆိုလို့ရှိရင်ကိုကဒီ BPA free ဖြစ်တဲ့BPA free ဖြစ်တဲ့ဒီရေဘူးကိုဝယ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကိုကတခြားဒီ stainless steel တွေသုံးလို့ရတယ်ဖန်တွေသုံးလို့ရတယ်ပေါ့နော်ဒါကိုယ့်ရဲ့ဒီကိုယ့်အကြိုက်နဲ့ကိုလိုက်ပြီးသုံးလို့ရပါတယ်ပေါ့နော်အဲ့ဒါလေးပြောချင်တာပါတကယ်တော့ဒီ BPA ကလေဒီ plastic မှာဆိုအမျိုးအစားအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီ BPA လို့ဘာလို့နာမည်ကြီးပြီးတော့ဒီ products တွေမှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင် BPA free ဖြစ်တဲ့ microwave က safe ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီ plastic ကိုအပူနဲ့ထိလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီ plastic တွေကဓာတ်တွေကဓာတ်ရိုက်ကိုထွက်တာအစာထဲကိုပေါ့နော်ဒီ food container တွေကိုဆိုလို့ရှိရင်ကိုကဒီပေါ့ဈေးသွားလို့ကိုကတစ်ခုဝယ်မယ်ဆိုလို့ရှိရင်လည်းဒါကကျမရဲ့ရှူတော့ကနေကြည့်ပြီးစဉ်းစားဆင်ခြင်ပြီးဝယ်သင့်တယ်ပေါ့နော်အဲ့ဒါလေးပြောချင်တာပါအဲ့တော့ဒီ plastic container ဖြစ်တယ်ဒါပေမဲ့ BPA free ဖြစ်တဲ့ဟာကို microwave ထဲကိုထည့်တယ်ဆိုလို့ရှိရင်ဒါ BPA လည်း free ဖြစ်တယ်သူတို့ကကြီးညာထားပြီးသားပေါ့နော် microwave လည်း safe ဖြစ်တယ်ဆိုလို့ရှိရင်ဒါကိုယ့်အတွက်ကျန်းမာရေးကလည်းကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုလို့ရှိရင်ကိုကဒီ plastic နဲ့ထိတွေ့မှုကိုရှောင်နိုင်တယ်ပေါ့နော်ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ share ပေးချင်တာပါဒီအလေးကျင့်လေးကကောင်းတယ်ပေါ့နော်အခုဆိုလို့ရှိရင်ကောင်မလေးတွေကသုံးကြတာမလားဒီရေဘူးတွေကအယောင်လေးလှတယ် functionable ဖြစ်တယ်ပေါ့နော်ကိုကတော့လေအားပေးတာကတော့ဒီလိုမျိုး functionable ဖြစ်တယ်အယောင်လေးလှတယ်ဆိုတာထောက်ကိုပေါ့နော်မနက်မိုးလင်းလာလို့ရှိရင်ကိုကအရင်တောက်တာရေလေးနော်ဘာမှမစားခင်ရေအရင်တောက်တာမနက်မိုးလင်းလာရင်ဒါတွေကအားလုံးကဒီကိုပဲထိခိုက်ပါလိမ့်နော်အားလုံးကဒီကျမကြီးနဲ့ညီညွတ်နေဖို့လိုတယ်ပေါ့နော်ဒါလေး share ပေးတာပါဒီလိုမျိုးပေါ့နော်တခြားဒီအယောင်တွေ color တွေပေါ့နော်ဒီ stainless steel ထဲမှာလည်းအယောင်တွေအများကြီးရှိပါတယ် modern ဇိမ်းရောင်တော့အများကြီးရှိတယ်ပေါ့နော်ကိုကြိုက်တဲ့အယောင်တွေယူလို့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကဒီရေဘူးဝယ်မယ်ဆိုလို့ရှိရင်လည်းကိုကဘယ်လိုလေးဝယ်သင့်လဲပေါ့နော်
ဒါလေးကအထောက်အကူပြုမယ်လို့ထင်တယ်ပေါ့နော်တကယ်လို့ကိုကအိမ်မှာရေဘူးအပြင်ကိုတခြားရေကိုတူလောင်ပြီးတော့တောက်မဆိုကိုကဖန်ဝယ်မလားဒါမှမဟုတ်ရင်တခြား PPA free ဖြစ်တဲ့ plastic ဝယ်မှာလားပေါ့နော်ဒါတွေကဒီနေ့စဉ်နေ့တစ်ခုကမှသုံးနေရတဲ့ပစ္စည်းတွေဖြစ်တဲ့ကြောင့်မို့လို့အရန်ကိုမှအရေးပါပါတယ်လို့နော်ကိုကျမရဲ့အတွက်နော်ဒီနေရာတွေမှာရင်းနှီးမြှုပ်နှံမှုဆိုလို့ရှိရင်ပေါ့နော်ဟိုမနှမျောတင်ပေါ့နော်အဲ့ဒါလေးပြောချင်တာပါတတအားလုံးပဲစတာပြောရှင်တဲ့နေ့လေးဖြစ်ပါစေနော်ဘိုင်ဘိုင်